မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအခုချိန်မှာမိတ်ဆွေများလူတိုင်းအားလုံးစီးပွားရေးအခက်အခဲအကျက်တဲတွေနဲ့ပြည်လဲအောင်ရင်ဆိုင်နေရတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်ဗျအဲ့ဒီငွေချေးအခက်အခဲတွေအကျက်တဲတွေကြားထဲမှာငွေအကျွေးတင်တဲ့သူတွေများနေတယ်ကိုပြရမယ့်ဟာတွေရှိတယ်ရားစရာရှိတဲ့သူတွေလည်းမရဘူးဖြစ်နေကြတယ်ဗျအဲ့လိုငွေချေးအခက်အခဲတွေကိုပြည်လဲအောင်အကျွေးတွေကိုဆက်နိုင်အောင်အကျွေးတင်နေတဲ့ဟာတွေအမြန်ဆုံးဆက်နိုင်မဲ့ရတရားနီလန်းကောင်းလေးတစ်ခုဒါနပြုပါမယ်ဗျအဲ့ဒီရတရားလေးကတော့ဗာလေးတော့ဆိုရင်မိမိရဲ့နေဖျားလေးထဲမှာပကံလေးတစ်ချက်လုံးမဲ့အဲ့ဒီပကံလေးမှာမြေပဲစတော့ဒုံးမဟုတ်မြေပဲကြော်မိမိအစင်ပြေတာလေးတပကံထဲရမယ်အဲ့ဒီမြေပဲစတော့မြေပဲကြော်ရဲ့အလဲကောင်တဲ့တယ်မှာအုံးတီးအစိမ့်လေးတစ်လုံးလောက်တင်ပြီးတော့မိမိနေဖျားမှာလူတန်းပေးအောင်ပါပဲဗျလူတန်းရမယ့်ဟာလေးကတော့မနက်6နာရီနဲ့9နာရီတွင်လူတန်းပြီး12နာရီမထိုးခင်လေးစွန့်မယ်စွန့်ပြီးတော့အုံးတီးလေးကိုညောင်းပင်အောက်မှာသွားပြီးတော့စွန့်ပြီးတော့မြေပဲကြော်မြေပဲစားလို့ဟိုတော့မိမိမိသားစုများအားလုံးစားသုံးလို့ရပါတယ်ဗျအဲ့ဒါလေးကိုအင်္ဂါနေ့စနေနေ့ဒီမှာများများလုပ်ပေးပါဗျနေ့စဉ်လည်းပြုလုပ်လို့ရပါတယ်ဗျအကျွေးမကြေမရှင်းငွေကြေးရစရာရှိတာတွေမရမရှင်းပြုလုပ်လို့ရတဲ့ရတရားကောင်းလေးတစ်ခုဖြစ်ပါတယ်ဗျအဲ့ဒါလေးပြုလုပ်ရှင်အဖြစ်အကျွေးများဆက်နိုင်ပါစေဗျမိတ်ဆွေများအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေဗျ